UFC 331မှာခေါင်းပွဲဖြစ်ကပတ်ထင်းသိမ်းပွဲထိုးသက်ရတော့မဲ့ချန်ပီယံ Van ကဘာကြီးကျယ်ဆုံး MMA ဖွဲ့စည်းဖြစ်တဲ့ UFC ကစက်တင်ဘာ20ရက်နေ့မှာကျင်းပမဲ့ UFC 331ပြိုင်ပွဲကြီးအမိုက်စားတွဲဆိုင်တွေကိုတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်ဒီပြိုင်ပွဲကြီးရဲ့အဓိကခေါင်းပွဲမှာတော့ Flyweight တန်းလက်ရှိချန်ပီယံ Joshua Van ကဝိုင်းတိုက်ခိုက်သမားဘန်ဒိုဂျာနဲ့ထိပ်တိုက်မကြီးပွဲပြန်လည်ထိုးသက်သွားရမှာပါမိမိစီးနင်းဆိုမိုထားတဲ့ချန်ပီယံကပတ်ကိုအောင်မြင်စွာကာကွယ်လိုတဲ့ Van နဲ့ကပတ်ကိုပြန်လည်လူယူခြင်းနေတဲ့ဘန်ဒိုဂျာရဲ့တွေ့ဆုံမှုကအတော်လေးပြင်းထန်ပါပါပြန်ပြန်တဲ့ဦးစလုံးဟာအမှားယွင်းမရှိအောင်တေချာပြင်ဆင်လာကြမှာဖြစ်တာကြောင့်ဒီပွဲစဉ်ဟာအမြင့်ဆုံးအဆင့်တက်ခဲ့ရည်ရည်သွေးတွေကိုမြင်တွေ့ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်နှစ်ဦးစလုံးရဲ့ယဉ်ဒီပေးဆက်ထားမှုတွေကြောင့်ကွင်းတွင်းမှာအကျိတ်နဲ့ရှိလာတဲ့ရှင်ပြိုင်မှုတွေကိုပရိသတ်တွေပွဲချမ်းကြည့်ရှုကြရတော့မှာဖြစ်ပါတယ်ဒီကောင်ပွဲစဉ်ဟာဗန်အတွက်ကတော့မိမိရယူထားတဲ့ချန်ပီယံအဆင့်အတန်းနဲ့ရာဇဝင်ကိုအခိုင်အမာစိုက်ထူရမယ့်စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ပြန်ဘက်ဘန်ဒိုဂျာကအတွေ့အကြုံအလွန်ရင့်ကျက်ပြီးတော့တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်သူဖြစ်တာကြောင့်ဗန်နီနဲ့အမားယွင်းလုံးဝမခံမနဲ့စွမ်းဆောင်ရည်အပြည့်နဲ့တုံ့ပြန်သွားရမှာပါ။ယင်းဒီပေးဆက်မှုများစွာနဲ့ရယူထားတဲ့ချန်ပီယံကပတ်ကိုဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာကွင်းတွင်းလက်တွေ့ပြသသွားတော့မှာဖြစ်ပါတယ်။ဗန်ကလက်ရှိချိန်မှာကြံ့ခိုင်မှုပိုင်းရောနီးပြွာပိုင်းမှာအပြေးအဝပြင်ဆင်ထားပြီးပြန်ဘက်ကိုလဲထိုးဖို့ထိပန်းနိုင်ထားတာပါ။ဘန်ဒိုဂျာရဲ့ကစားဟန်အားနည်းချက်တွေကိုတေချာလေ့လာပြီးမှကွင်းတွင်းဝင်ရောက်ရှင်ပြန်သွားမှာဖြစ်တာကြောင့်အခွင့်အရေးကိုမိရစုပ်ကိုင်နိုင်ဖို့ပြင်ဆင်ထားတာပါဒုတိယကောင်ပွဲစဉ်ဖြစ်လိုက်ဝိတ်တန်းရဲ့ထိပ်တန်းတိုက်ခိုက်သမားတွေဖြစ်ကြတဲ့အာမန်နဲ့ရူဖီတို့ရဲ့5ကြီးထိထူးသက်ရမယ့်မကြီးပွဲစင်ခေါ်ပွဲပေါဝင်လာခဲ့တာပါဒီပွဲစဉ်ကလည်းလိုက်ဝိတ်တန်းထိပ်ဆုံးအဆင့်စီတက်လှမ်းနိုင်မှုအတွက်နှစ်ဦးစလုံးအတွက်အလွန်အရေးပါတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်အာမန်ရဲ့ဗျူဟာကြားလာတဲ့ချုပ်ကွက်တွေနဲ့ရူဖီရဲ့လင်မြန်တဲ့လက်သီးထိုးချက်တွေထိပ်တိုက်တွေ့ဆုံမှုကလည်းပရိသတ်တွေကိုအထူးဆွဲဆောင်နေတာပါငါးကြီးထိတက်လုံအပြည့်နဲ့ရှင်ပြားမှာဖြစ်တာကြောင့်ကစားမနှစ်ဦးစလုံးရဲ့ကြံ့ခိုင်မှုကိုအကဲဖြတ်နိုင်မဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ဒီပွဲမှာနိုင်ရရှိသူကလိုက်ဝိတ်တန်းချန်ပီယံကပတ်စိန်ခေါ်ကွင်းစီတိုက်ရိုက်နီးစပ်သွားမှာဖြစ်တာကြောင့်ပွဲစားကလေးကတိုက်စစ်အပြည့်နဲ့ရှင်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။အဓိကကောင်ပွဲအပြင်အောက်တွဲဆိုင်ပွဲစဉ်တိုင်းမှာပါသွေးပူစရာကောင်းတဲ့အကျိတ်နဲ့ရှင်ပြိုင်မှုတွေစုံစုံလင်လင်ပါဝင်နေတာကြောင့် UFC 331ကလက်မလွတ်တန်းစောင့်ကြည့်ရမယ့်ပြိုင်ပွဲကြီးဖြစ်လာတော့မှာအသေးချပါ။အတန်းစားစုံလင်လာတဲ့တိုက်ခိုက်သမားတွေရဲ့ရှင်ပြိုင်မှုတွေကပွဲစဉ်တစ်ခုလုံးကိုပုံမပြည့်စုံသွားစေခဲ့တာပါ။အဖွဲ့အစည်းဘက်ကလည်းဒီပြိုင်ပွဲအတွက်အကောင်းဆုံးတွဲဆိုင်တွေကိုတေချာရွေးချယ်စီစဉ်ပေးထားတာတွေ့ရမှာပါ။ကမ္ဘာတွင်းကအမမီပရိသတ်တွေအထူးအာရုံစိုက်နေကြတဲ့ဒီပြိုင်ပွဲကြီးကအင်အားသင်းစရာရလဒ်ကောင်းတွေကိုဆောင်ကျင်းပေးလာတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပြိုင်ပွဲကျင်းပမဲ့စက်တင်ဘာ20ရက်နေ့မှာတော့တိုင်းမောင်းဆောင်စိန်ခေါ်ပွဲရဲ့အထူးခြားဆုံးခိုက်တန့်တွေကိုတွေ့မြင်ကြတော့မှာဖြစ်ပါတယ်။ Flyweight ချန်ပီယံ Van ကသူ့ရဲ့ကစားမဘဝအမြင့်ဆုံးအနေထားစီရောက်ရှိနေပြီးအပြေးအဝယုံကြည်မှုနဲ့အတူဂျိုးဝိုင်းတွင်ရောက်လာမှာဖြစ်ပါတယ်။အရင်ပွဲစဉ်တွေမှာပြသခဲ့တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေထက်ပုံမထက်မြက်တဲ့နီးဗျူဟာတွေကိုဒီပွဲမှာအသုံးပြုသွားဖို့အထူးလေ့ကျင့်ထားတာပါ။ပြန်မဲ့ဘန်ဒိုဂျာရဲ့တိုက်စစ်တွေကိုပိုင်နိုင်စွာဓာစီရင်မိမိရဲ့အဓိကလက်နက်ဖြစ်တဲ့တိုက်စစ်ချက်တွေကိုထိထိရောက်ရောက်အသုံးပြုသွားမှာပါဗန်ဒိုကတော့ဒီပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် Flyweight တန်းမှာသူ့ရဲ့စုံမမှုကိုပုံမခိုင်မာသွားစီမှာပါအမပေးထိုင်ရဲ့အဆုံးဖြတ်ထိမရောက်စေဘဲအမြန်ဆုံးနိုင်ယူဖို့ဗန်းနိုင်ထားပြင်ဆင်နေတာလေးဖြစ်ပါတယ်ခြားတစ်ဖက်မှာတော့ဝါရင်စိန်ခေါ်သူဘန်ဒိုဂျာကကပတ်ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အရာရာကိုပေးဆက်ပြီးတော့ရှင်ပြိုင်သွားမယ့်အနေအထားမှာရှိနေတာပါအတွေ့အကြုံရင်းချက်မှုပြင်ဂျိုဝိုင်းတွင်ထိန်းချုပ်နိုင်စွမ်းမြင်မာတာကြောင့်ဗန်အတွက်အတက်နိုင်ဆုံးဖိအားပေးသွားမှာပါဘန်ဒိုဂျာကအရင်ကကစားခဲ့တဲ့ပွဲစဉ်တွေရဲ့အမားတွေကိုတေချာပြင်ဆင်ပြီးတော့ဗန်ရဲ့ကစားဟန်ကိုဖြိုခွဲနိုင်မယ့်နီးဗျူဟာအသစ်နဲ့ထွက်ပေါ်လာမှာဖြစ်ပါတယ်ဒီလိုဝိုင်းကစားမတူရဲ့စိန်ခေါ်မှုကိုကြော်ဖြတ်နိုင်မှာပဲဗန်ကစစ်မှန်တဲ့ချန်ပီယံအဖြစ်ကမ္ဘာရှိမှာပုံမပေါ်လင်လာမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့နှစ်ဦးစလုံးရဲ့မလျှော်သောဇွဲနဲ့ရှင်ပြိုင်နိုင်မှုတွေကဂျိုဝိုင်းတွင်ကြောက်စရာကောင်းလောက်အောင်အရှိန်ဟုန်ပြင်းထန်နေမှာဖြစ်ပါတယ်ခင်ဗျာ